ယုံနိုင်စရာကောင်းတဲ့အလဲအပြောင်းတစ်ခုမှာယူဂျီရိုဟာဘာကီတဲ့မိခင်ကိုတတ်ထည့်တဲ့နီးစနစ်ကိုပဲအသုံးပြုပြီးဘာကီကိုအနိုင်ယူခဲ့ပါတယ်။ဘာကီဟာအသက်ရှူတန်းတော့မရှိတော့ပဲမိခင်ပေါ်မှာတတိမိတ်လဲကြနေစမှာယူဂျီရိုကလက်ထွက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာနောက်ကျောပတ်ကနေတစ်ခုခုနဲ့အကန်ခံလိုက်ရတယ်လို့မမျှော်လင့်ပဲခံစားလိုက်ရပါတယ်။သူမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရတာကတော့အဲ့ဒီတိုက်ကွက်ဟာဘာကီရဲ့စိတ်အာရုံထဲကပုံရိပ်ရောင်တစ်ခုကနေတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ဘာကီရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့မရတော့ပေမဲ့သူ့ရဲ့တိုက်ခိုက်လို့စိတ်ကတော့ရောပါမသွားခဲ့ပါဘူး။ဘာကီရဲ့စိတ်ထဲမှာယူဂျီရိုကိုတိုက်ခိုက်ဖို့အတွက်နောက်ထပ်ပုံရိပ်ရောင်တစ်ခုကိုဖန်တီးခဲ့ပြန်ပါတယ်။ဒါပေမဲ့ယူဂျီရိုကတော့ရှောင်းတီးမဲ့အစားဘာကီရဲ့လက်သီးနောက်ွယ်ကအတိတ်ဘယ်ကိုနားလေဖို့အတွက်ငင်းထည့်ပြီးအာရုံစိုက်မိခဲ့ပါတယ်။ရုတ်တရက်သူဟာလက်နှစ်ဖက်ကိုဖျန်လိုက်ပြီးဟင်းတီးရွက်တီလှိဖျန်နေတဲ့ပုံစံကိုတူပါပြီးလှုပ်ဆောင်လာပါတယ်။အဲ့ဒီအချိန်မှနဲ့သူဟာဘာကီကိုသူ့ရဲ့သားအဖြစ်လက်ခံလိုက်ပြီးအင်ချက်ညာစာတနတ်ပြင်ဆင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြည့်ရှုနေသူတွေဟာယူဂျီရိုရဲ့လက်ထဲမှာပုံရိပ်ရောင်တိုးဟူတုံးကြီးပေါ်လာတာကိုကြည့်ပြီးအံ့အားသင့်သွားကြပါတယ်။အဲ့ဒီနောက်သူဟာဓာတ်တစ်ချောင်းကိုစိတ်ကူးရင်ပြီးပါဝင်ပစ္စည်းအလုံးကိုကျွမ်းကျင်စွာလှိဖျက်ကအိုးထဲလှုပ်ထည့်ပြီးအာသွန်ခွန်ဆိုင်မှွေနောက်ခဲ့ပါတယ်။ခဏအတွင်းမှာပဲအရသာရှိတဲ့ဟင်းတစ်ခွက်အစင်တင်ဖြစ်သွားခဲ့ပါတယ်။ဘာကီဟာစိတ်ကူးရင်သမင်းစားပွဲတစ်ခုမှဖြည်းဖြည်းချင်းထိုင်လိုက်ပြီးရှေ့ကဟင်းလျာကိုစိတ်အားထက်သန်စွာကြည့်နေခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူဟာဟင်းတွေကအယမ်းငံတယ်လို့ပြောပြီးစာဝဲကိုမှောက်လန့်ပစ်လိုက်ပါတယ်။ယူဂျီရိုဟာယူသိမှုမရှိတဲ့သူ့သားကိုဆုံးမဖို့ဒေါသတကြီးထိုင်ရလိုက်ပါတယ်။သူကမှောက်သွားတဲ့ပန်းကန်တွေနဲ့သူတွေကိုဖမ်းလိုက်တဲ့အခါမှာတော့အဲ့ဓာတွေကသူ့လက်ထဲကနေပျောက်ကွယ်သွားပြီးသူကတိတ်ခါဆဲဖို့အတွက်အခုလိုလုပ်ခဲ့တာဖြစ်ကြောင်းဘာကီကရှင်းပြခဲ့ပါတယ်။သူဟာလင်ညာခဲ့ပြီးဟင်းချက်တဲ့နေရာမှာတကယ်တမ်းအားထုတ်ခဲ့ခြင်းမရှိတာကိုနားလည်သွားတဲ့ယူဂျီရိုကဘာကီပြောတာမှန်တယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်။ဒီတိုက်ပွဲကကမ္ဘာပေါ်မှာအသက်မဆုံးတတ်သွားဖြစ်တဲ့ယူဂျီရိုကိုမြေဖို့ချုံချက်ဝင်ပြီးဟင်းချက်ဆဲခဲ့တယ်လို့အသက်မဆုံးဆိုတဲ့ဘွဲကုံသူကိုလည်းဘာကီကိုကြီးကြီးဖြူဖြူပေးအပ်ခဲ့ပါတယ်